ကျွန်တော်စနေပေကနေကြည့်လို့ပါပေါ့နော်ဒါကျွန်တော်ရှိရလက်ရှိအစင်းစင်းရှိတဲ့ဓာတ်တွေပေါ့တချောင်းချင်းကိုကျွန်တော်ဗီဒီယိုဖိုင်တစ်ပုံနဲ့ရိုက်ပြပေးပါမယ်ဒီကောင်တော့ဓာတ်သွား25လက်မပါဗျာချောင်းလုံးဘိန်းကြီးပေါ့နော်ကြီးရစပန်းကနုံနေပေါ့တွင်းထဲမှာတော့ကျွန်တော်ဒီဇဝါရွက်ပန်းအပြည့်ပါပါတယ်ဗျနဲ့ကြည့်အောင်တွင်းထဲမှာဇဝါရွက်ပန်းအပြည့်ပါပါတယ်ဗျဒီရိုးကလည်းကြီးတရိုးပေါ့နော်ကြီးခွေးနဲ့လုပ်ပေးထားတယ်ပေါ့ဒီကောင်ဓာတ်သွား25လက်မရှိမယ်ဓာတ်ရိုးက10လက်မကို17လက်မပေါ့နော်အဲ့လိုရှိမယ်ဗျဒီကောင်လေးရဲ့ဈေးနှုန်းကတော့ကျွန်တော်9သိန်းခွဲကျပ်ဖြစ်ပါတယ်ရလုံးမာဂျင်နဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39933640ခွန် Viber Telegram ကိုဆက်သွယ်ဝယ်ယူရတယ်လို့ကျွန်တော် Facebook TikTok Messenger နေရလာရောက်ဆက်သွယ်ဝယ်ယူလို့ရပါတယ်ကျွန်တော်နောက်ဓာတ်လေးကိုနောက်ဗီဒီယိုလေးမှာပြပြပါမယ်ကျေးဇူးတင်ပါတယ်